မန္တလေးမြို့မှာပျော်တမ်းဒုတိယသင်းကြီးဟာ1925ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ဒီနေ့အထိနှစ်ပေါင်း80ကျော်တည်ရန်ခိုင်မြဲခဲ့တဲ့အခုဒီတော့အပျော်တမ်းဒုတိယအသင်းကြီးဖြစ်ပါတယ်။မဟာဂီတမှုပြုပြီးမြန်မာဟန်နဲ့ကိုယ်ပိုင်ဂီတဟန်ဂီတသံများကိုစီးစနစ်ကြီးစွာအလေးထားပြီးကမ္ဘာဂီတကိုလည်းတစ်ဖက်မှာလေ့လာလိုက်စားခဲ့ရပါတယ်ဒီအကြောင်းများကြောင့်ကျွန်တော်တို့မြို့မှာအပျော်တမ်းဒုတိယအသင်းကြီးဟာနှစ်ပေါင်း80မြို့မှာဂီတရောင်စုံပန်းကလေးဟာတနိုင်ငံလုံးရဲ့ပရိသတ်လယ်မှာနှစ်စဉ်မပြတ်ဝုန်းထဲလန်းဆန်းခဲ့ရပါတယ်ရာစုနှစ်ရဲ့ခေတ်ဆက်ဖြစ်တဲ့ရေဒီယိုဓာတ်ပြားခေတ်ရုပ်ရှင်ခေတ်တိတ်သားပေါ်မှာစီးရီးခေတ်ဖန်သားပြင်ပေါ်မှာမြမရုပ်မြင်တန်ကြားခေတ်မှာအမြဲပါဝင်ခဲ့ပြီးပါပြီယနေ့အစီအစဉ်ဟာ live show ခေတ်တစ်ခေတ်ရဲ့အမြင့်မားဆုံးကြီးကျယ်ခမ်းနားတဲ့ရိုက်ကူးရေးမှတ်တမ်းပြုတဲ့အစီအစဉ်ဖြစ်ပါတယ်မြို့မှာငွေရတုမြို့မှာရွှေရတုမြို့မှာစိန်ရတုသမိုင်းအဆင့်ဆင့်အောင်မြင်ခဲ့ပါပြီယခုဖြောပြတင်ဆက်မှတ်တမ်းပြုရိုက်ကူးမဲ့အစီအစဉ်ကတော့မြို့မှာနှစ်80ကျော်အထိမ်းအမှတ်ဖြစ်ပါတယ်မြို့မှာရဲ့သမိုင်းတစ်ခုမှတ်ကြောက်တင်ကပီးမော်ကွန်စိုက်ထူမဲ့ live show အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ